Well, screen share about me. Okay, so the need ka ba jump to the so raw fashion jump to the people. Fashion so ka jama me the need care massage and yin yin judge and no hang on with them let them. ဘာဝရမလဲဘယ်လိုမျိုး outfit ပုံစံသွားရမလဲပေါ့Y2K ပုံစံလားဒါမှ classic style လား free style လားဘယ်လိုရမလဲဆိုတော့လူငယ်တွေတုံးများအမြဲတွေးမိနေရှိကြတဲ့အရာပေါ့နော်ဆိုတော့ fashion ကိုလည်းကျွန်တော်အရင်ဆောင်နေတဲ့အခါမှာကျွန်တော် fashion နဲ့ပတ်သက်လာရင်ဘယ်လိုမျိုးပုံစံပြောလို့ရမလဲဘယ်လိုမျိုး conversation တစ်ခုတည်ဆောက်လို့ရမလဲဆိုတော့ဒီနေ့လေ့လာတော့ကြမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော် class ရဲ့ထုံးစံအနေနဲ့ပဲကျွန်တော် vocab လေးနဲ့စရမယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ vocab မှာတော့ site တစ်ခုလုံးကိုကျွန်တော်စုပြီးတော့ပြောပြထားတယ်ပေါ့နော်ပြီးရမယ် phrasal verb တွေတော့မယ်ပြီး idioms တွေရှိတယ်ပြီးတော့ conversation script တွေကိုကျွန်တော်ပေးထားတယ်ပေါ့နော် A နဲ့ B ရဲ့ဒီ fashion နဲ့ပတ်သက်ပြီးတော့ပြောနေကြတဲ့ conversation တွေကိုကျွန်တော်တို့ဖတ်ကြရမယ်လေ့လာကြရမယ်ပေါ့နော်ပြီးရင်လေ့ခွန်းတစ်ခုရှိတယ်ပြီးရတယ် fashion အကြောင်းထားတဲ့ဒီစာပိုက်၄ပိုက်ကိုကျွန်တော်ဖတ်ကြမယ်။နောက်ပြီးရတယ်အဲ့စာပိုက်၄ပိုက်ရဲ့အရှိက vocab တွေ idiom phrasal verb တွေပေါ်မှာအခြေခံပြီးတော့တော်လေးလိုက်ခဲ့ရတဲ့အခြေခံပြီးတော့ true or false question လေးတွေရမယ်။ပြီးတော့ fill in the blank လေးရှိရယ်။နောက်ဆုံးမှတော့ multiple choice question လေးတွေကျွန်တော်အဆုံးသတ်သွားမှာဖြစ်တယ်ပေါ့နော်။ Okay ဆိုဒီတမ်းမှာဘာတွေတောင်းရမလဲဆိုတော့ကျွန်တော်အကြံဖြင့်ပြီးတော့ပြီးဆိုပထမဆုံးကျွန်တော်တို့vocabulary တွေစာရအောင်ပေါ့နော်ဆိုတော့ fashion နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်သူကအခု trend ဖြစ်နေရဲ့အခုနာမည်ကြီးနေရဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဘောင်းဝိပပလေးနာမည်ကြီးနေရဲ့ဒီမှာ cordon လေးနာမည်ကြီးနေရဲ့အဲ့လိုနာမည်ကြီးနေမျိုး fashion လောကမှာလူတွေအဖို့အများလူတွေကအဲ့လိုမျိုးအဲ့ဒီဟာတွေဝင်နေကြတယ်ကျွန်တော်ပြောလို့ရတယ်ဆို trendy ဆိုစကားလုံးကိုတုံ့ပြန်ပြောလို့ရပါတယ်ဆို trendy ဆိုတာဘာလဲပေါ့ trendy ဆိုတဲ့နေရာကျတော့ fashionable ဆိုတာ fashion ကြတယ်ပေါ့ဒါ popular right now အခုချိန်မှာနာမည်ကြီးနေမျိုးဆိုရင်ကျွန်တော် trendy ဆိုတဲ့စကားလုံးကိုသုံးပါတယ်နောက်တစ်ခုကဒီ example လေးပေါ့နော်သူ example ကကျတော့ oversize jacket ဆိုတာ oversize ဆိုတာကဒီ jacket ပွားပွားကြီးလေဟိုဖြစ် baggy jeans ဆိုလို့ရှိရင်ဒါ jean ပွားပွားကြီးအဲ့လိုမျိုး jean ပွားကြီး jacket ပွားကြီးအဲ့လိုပုံစံမျိုးပေါ့ oversize ဆိုတာအပွားကြီးဆိုတဲ့ဒီပြောချင်တာဆိုတော့ oversize jacket ဆိုတာjacket အပွားကြီးက are very trendy this season ဒီရာသီဖြစ်နိုင်တာကတော့ဒီမိုးရာသီတုန်းကချိန်ဆောင်းရာသီမှာဆိုရင်တော့ oversize jacket တွေကတော့ trendy ဖြစ်မှာပဲဘာလို့ဆိုတော့လူတွေတော်များများဆောင်းရာသီမှာအဲ့လိုမျိုးအဝတ်များကြတယ်ပေါ့နော် jacket ပွားကြီးအဲ့ဒီတော့ trendy ဆိုတဲ့ဒီကအရာ fashion လောကမှာ fashion ကြတာမျိုးပေါ့နော်လို့ရှိရင်နာမည်ကြီးနေရမျိုးဆိုရင် trendy လို့သုံးလို့ရပါတယ်နောက်တစ်ခုကကျတော့ food culture ဆိုတဲ့ဒီကကျတော့ high end custom made fashion ဒီမျိုးပုံစံမျိုးကကျတော့ဒီ designer ထုတ်တဲ့ဟာမျိုးပေါ့ဥပမာအနေနဲ့ဆိုရင်ဒီ designer ကနေပြီးတီးတက်ချုပ်ပေးထားတာမျိုးဒီလိုမျိုးကျွန်တော်အင်ဂျီတစ်ထည်ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဒါ designer ထုတ်တော့မဟုတ်ဘူးဒီလိုမျိုးကျွန်တော်နဲ့ဆင်တူတဲ့အင်ဂျီဘယ်နေရာမှာဆိုတွေ့နိုင်တယ်ဒါပေမဲ့ food culture ဆိုတာကကျတော့ designer ကနေပြီးတော့ဒီဟာကလုံးဝ limited edition ပဲဖြစ်နိုင်မယ်ဒါမှမဟုတ်စုံပဲရှိရမယ်ဖြစ်နေတယ်လုံးဝအဆင့်တန်းမြင့်နဲ့ပြီးတန်းထုတ်ပြီးထားတဲ့ဟာမျိုးဆိုရင် food culture ဆိုပြီးကျွန်တော်သုံးလို့ရတယ်ပေါ့ fashion နဲ့ပတ်သက်တာဆိုကျွန်တော် Paris ဆိုတာအရင်နာမည်ကြီး Paris မှာ fashion show အရင်လုပ်ကြတယ်အဲဒါကြောင့် Paris က fashion week ဆိုပြီးတော့လည်းတင်စားကြတယ်ဆိုတော့ဥပမာမှာလည်းအဲ့လိုပဲ Paris is famous for Paris ကနာမည်ကြီးရပါတော့လေis huge culture show ဒီလိုမျိုးအဆင့်တန်းမြင့်တဲ့ fashion show တွေပဲကြောင့်နာမည်ကြီးဒါလည်းတကယ်ပဲတော်ရုံလူရန်စားကနေပြီးမဝင်နိုင်တဲ့အနေအထားတစ်ခုမှာ share fashion တွေကို Paris မှာချပြပြီးတော့ show ပွဲလုပ်ကြတယ်အဲ့လိုမျိုးdesign အမျိုးအစားတွေအဲ့လိုမျိုး fashion တွေဆိုလို့ရှိရင်ကျမတို့က huge culture ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့ဒါတစ်ခုကတော့တော်တော်လေးသိကြမယ်ထင်တယ် vintage တွေဆိုတာကဘာလဲဆိုတော့ thrift တွေနဲ့ဆိုရင်ဘယ်ထုတ်တော့မဟုတ်ဘူး vintage ဆိုတာက old but fashionable ဟောင်းငယ်ဒါပေမဲ့ style ကြတယ် usually from a first decade လွန်ခဲ့တဲ့ဟို10နှစ်ကအနည်း20ကအနည်း30လောက်ကဖြစ်နေတယ်ဒါပေမဲ့အခုချိန်ဒီဝတ်လို့ရတယ်ဝတ်လို့ကောင်းတော့မယ်ဝတ်ဖို့အဆင်ပြေနေလို့မယ်အရန်ကိုမှ vintage တွေကလေကျမရဲ့ဒီတိရတလောက်ဆိုလို့ရှိရင်ဒီတိန်ကနန်းနဲ့လည်းရှိကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ vintage တုံးများကတော့ quality အရင်ကောင်းတယ်ဒီ old but gold ပေါ့နော်ဟောင်းရမယ်ရွှေလိုပဲဆိုတော့ပေါ့နော်ဒီဘေထုတ်နေတော့မစင်ဘူးဘေထုတ်တဲ့ကျမစီးပေါ်ရပြီလေအဟောင်းချက်တူ vintage တွေဆိုရင်စီကြည့်ပြီးတော့ဝယ်ရတာမျိုးပေါ့ဆိုတော့ example မှာဆိုရင် she wear a vintage dress from the 1970s 1990 ကဒီ
ထုတ်ခဲ့တဲ့ vintage ဒီခေါင်းအုံးကိုသူဝတ်ခဲ့တယ်ပေါ့နော်။ Okay နောက်က minimalist ဆိုတာကလူငယ်တော်တော်များများကြားမှာလေရေးပန်းစားနေတဲ့စကားလုံးဖြစ်တယ်။ minimalist ဆိုတဲ့အဓိပ္ပာယ်က simple style with few details simple style ရိုးရိုးရှင်းရှင်း style with few details အဲ့လိုအသေးစိတ်ကနည်းနည်းလေးပဲဥပမာအနေနဲ့ဆိုကျမတို့ဒီအပြင်တွေပါသွားမယ်ဆိုရင်အိတ်ပါမယ်အထုပ်ပါမယ်ဖိနပ်ပါမယ်အင်ဂျီပေါင်းမိတွေဝတ်ရမယ်အဲ့ဆိုတော့ကျွန်တော်ဒေတာဂျပန်ထပ်လိုက်မလားဒီမို့အခြား accessories တွေကိုဒီအင်ဂျီမှာဖြစ်စေပေါင်းမှာဖြစ်စေချိန်လိုက်မှာအခုဆိုလို့ရှိရင်ကျွန်တော်အယုံလေးတွေတော့မဟုတ်လို့ရှိရင်ကျိုးလေးတွေပေါင်းပြီးမှချိန်ကြတယ်အဲ့လိုမျိုးလုပ်ပြီးပြင်ထွက်ကြတယ်ဒါပေမဲ့ minimalist ကအဲ့အဆက်ချက်ပဲ minimalist တွေကရိုးရှင်းရှင်းလုပ်ဖို့တဲ့ဥပမာ t-shirt ဆိုတော့ဖြူအောင်ပြောင်းလို့မယ်ဘောင်းတွေပြောင်းမယ်ဘာမှထပ်ပြီးတော့ decoration အလားစပါးတွေမရှိအဲ့လိုပုံစံမျိုးကိုကျွန်တော် minimalist လို့ခေါ်တယ်သူတို့က usually တွေကိုပဲသဘောကျတယ်ပြီးတော့အရင်ရှုပ်ရှက်ခက်နေရမျိုးကိုကျွန်တော်မဟုတ်တတ်ဘူးဒီသူတို့စီမှာလည်းမတင်ထားတတ်ဘူးပေါ့နော် minimalist တွေဆိုတာကကြတော့ fashion နဲ့ပတ်သက်လာ minimalist ဆိုတော့သူက usually clean ဖြစ်တဲ့ look ကိုရစီရပေါ့နော် so his minimally outfit သူ့ရဲ့ဒီရိုးရှင်းတဲ့ outfit က was elegant and clean ကြော့ရှင်နေပြီးတော့တိတ်ရဲ့ fashion နဲ့ပါတယ် so နောက်တစ်ခုက versatile ဒါက E ဖြစ်ရမယ်ပေါ့နော် E ဖြစ်ရမယ် versatile ဆိုတာက able to be used in different situation ဘယ်အခြေအနေမျိုးမှာမဆိုသုံးလို့အသုံးပြုလို့ရတယ်blah blah ဆိုတာကဒီမှာဆိုရင် very versatile လေဘယ်အခြေအနေမျိုးမှာဆိုလို့ရှိရင်သုံးပြုလို့ရတယ်နေအလုပ်မှာလည်းလုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် PART ပါနော်ကျွန်တော်ဒီမှာ T တကောင်ကြံခဲ့တယ်ဒီ sticker လေးနဲ့ဒီဟိုပေါ့နော်ဟိုကကျွန်တော်ကြည့်မထားမိဘူးပေါ့နော်ဆိုဒီ black plaza ဒီအမေရောင် plaza ကိုနေဒီ versatile မှာဘယ်လိုပြောလဲပါတီပွဲမှာဝင်နေဖို့ဒါမှမဟုတ်လို့ရှိရင်အလုပ်မှာလည်းဝင်လို့ရတယ်သူကအရင်ကမှဒီအသုံးဝင်နေပေါ့နော်ဘယ်အချိန်မျိုးမဆိုတော့ဘယ်အချိန်မျိုးမဆိုအသုံးဝင်နေသုံးလို့ရတယ်ဆိုရင် versatile ဆိုပြီးတော့ကျွန်တော်တို့သုံးလို့ရပါတယ် okay ဆိုတော့လက်ရှိပြောင်းလဲရင်ဖြစ် trendy ဆိုတဲ့ဒီကကြတော့ဒီ fashionable ဖြစ်တယ်ဒီအခုချိန်မှာကြော်ကြနေရဆိုရင်ကျွန်တော် trendy လို့သုံးမယ် cool culture ဆိုတာကကြတော့အစစ်ပုံနဲ့ fashion တွေပြီးတော့ဒီ limited edition မျိုးဆိုရင် cool culture ဆိုပြီးကျွန်တော်သုံးလို့ရတယ် vintage ဆိုတာကကြတော့ဒီ old fashionable ပေါ့ဟောင်းနေဒါပေမဲ့လေ fashionable ဆိုတော့ဒီသူ့ရဲ့ design ကအရင်ကမှ fashion ဖြစ်နေတော့မယ် trend ဖြစ်နေတော့မယ်ပေါ့နော်။ how big over go ဆိုပြီးအလွယ်မှတ်ထားလို့ရတယ်။ပြီး minimalist ဆိုတာကကျတော့ဒီ decoration နည်းနည်းလေးတွေနဲ့ simple style ဖြစ်သွားတာမျိုးကို minimalist လို့ခေါ်တယ်။ versatile ဆိုတာကကျတော့ဒီဘယ်အချိန်မျိုးမှာမဆိုသုံးလို့ရတာကို versatile လို့ခေါ်တာဖြစ်ပါတယ်။ဆိုခါကျတော့ကျွန်မဒီအခြားလာတဲ့လူတွေလည်းမရှိဘူးပေါ့နော်။ Okay ဆိုတော့ super chat ပြန်ရှင်းလိုက်မယ်ပေါ့နော်။ဆိုတော့ဒါလေးကလည်းကျွန်မသုံးဆက်ပါမယ်ဒီကကြောင့်ကြောင့်သားလေးကိုကိုယ့်ရဲ့ notebook ထဲမှာဒါလေးကိုပြထားခိုင်းစီချင်တယ်ဒီကတော့ example လေးတွေကကိုကြည့်အောင်လို့ဘာလို့လဲဆိုတော့ example လေးတွေကိုယ့်ဘာကိုယူလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်မမြင်ထားပေးရတယ်ပဲကိုရပြီဒါပေးရတယ်ကျွန်တော်နောက်ပိုင်းမှာဒီကဟိုခက်တင်နဲ့ပတ်သက်တဲ့ exercise တွေတော့ပြတဲ့ကြောင့်လို့မှတ်ထားဖို့ကအရေးကြီးပေါ့နော်ဆိုတော့ဒီဟာလေးတွေကိုရင်ဆုံးမှတ်ကိုစာအုပ်ထဲမှာမှတ်ထားပေးဖို့အတွက်ကျွန်တော် request လုပ်ပါတယ်ဒါလေးကိုမြင်ထားပေးနေပေါ့နော်တော့ဒီနေရာမှာ e ဖြတ်မယ်နောက်ဆိုထားမှာ e ဖြတ်မယ် okay ဆိုတော့ဒါလေးကိုပို့ဖို့အတွက်ကျွန်တော်အချိန်ဆွဲနေ okay ဆိုတော့အခြေအနေမိနစ်ပေးပါမယ်
Okay, so the 다리 굽기가 비디오 듣는 거너 저저 다리 굽기잖아. Okay, clear up video tomorrow idiom to fight with the data me 거너 a freezer back video ba. Freezer back ဆိုတာကကြတော့ဒီမှာကကြောင်းကြောင်းမှာတင်နေပိုင်းကြီးပေါ်တော့ကျွန်တော်သိချင်မှန်းပြီး freezer back ဆိုတာက verb နဲ့ preposition နဲ့ကိုပေါင်းပြီးတော့ထွက်လာတဲ့အခါမှာမတူညီရဲ့အခြားအဓိပ္ပာယ်တွေမျိုးကိုဆောင်ရတဲ့အခါမှာကျွန်တော်အဲ့ဒါကို freezer back လို့ခေါ်ရပေါ့နော် Okay, so ကျွန်တော် fashion နဲ့ပတ်သက်တဲ့ freezer back ကပထမဆုံးတစ်ခုရစီအောင်ပထမဆုံးတစ်ခုက dress up dress up ဆိုတာက wear formal fancy clothes ဆိုတော့ပြောစတဲ့ဘေကအဝတ်ဝတ်တယ်ပေါ့အဝတ်အစားဝတ်ဆင်တယ်ဆိုရင်ကျွန်တော် dress up လို့သုံးရတယ် wear wear နဲ့အဓိပ္ပာယ်ဆင်တယ်ဒါပေမဲ့လေကျွန်တော်တို့ wear လို့သုံးတဲ့အစား dress up လို့သုံးလို့ရှိရင်ကျွန်တော်တို့ကဒီအဓိပ္ပာယ်ကတော့ဆင်တယ်ဒါပေမဲ့တော့ phrasal verb ကိုသုံးသွားတာဖြစ်တယ် phrasal verb ဆိုတာကဒီEnglish က right can နိုင်ငံနေမှာပေါ့နော်သူတို့ဒီလိုမျိုး phrasal verb တွေကို video verb တွေထည့်ပို့ပြီးတော့အသုံးများကြတယ်ဒါမျိုးကတို့တက်ပို့ပြီးတော့information ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒါလေးကိုလေ့လာထားမှာဖြစ်တယ် dress up ဆိုတာက wear well နဲ့အဓိပ္ပာယ်ဆင်ပါတယ် we dress up for the wedding ငါတို့ဒီမင်္ဂလာပွဲအတွက်အဝတ်စားဝတ်တယ်ဆိုတာက formal clothes တွေဖြစ်နိုင်တယ် fancy clothes ဖြစ်တယ်ဒါပေမဲ့မင်္ဂလာပွဲမှာဆိုတော့ formal clothes တွေဖြစ်မယ်ငါတို့ဒီမင်္ဂလာပွဲအတွက်အဝတ်ဝတ်ခဲ့ကြရေးဆိုတာကဒီမင်္ဂလာပွဲနဲ့လိုက်ခတ်မဲ့အဝတ်အစားမှာဝတ်ခဲ့ကြရေးဆိုတဲ့အဓိပ္ပာယ်ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုက try on ဆိုတာကကြတော့ဒီကလူတွေအကုန်လုံးကဒီအဝတ်စားဆိုင်ကိုရောက်ပုံပဲထင်တယ်အဝတ်စားဆိုင်ရောက်တဲ့အခါမှာကျမတို့အဝတ်စားတစ်ခုမှကျမတို့အရင်ဆုံးဝတ်ကြည့်ကြရင်အဲ့လိုမျိုး sell ဝတ်ကြည့်ရမျိုးဆိုကျမတို့ try on လို့ပြောလို့ရပါတယ်အဓိပ္ပာယ်ကတော့ try clothes before buying မဝယ်ခင်အဝတ်အစားကိုစစ်ဆေးရဆိုကိုနဲ့တော့မတော့စစ်ဆေးရမျိုးဆိုကျမ try on လို့ခေါ်ပါတယ်So she tried on the red dress. သူမကခေါင်းဝတ်အနီရောင်ကိုဆင်ဝတ်ကြည့်ခဲ့တယ် in the store. store ဆိုင်ထဲမှာခေါင်းဝတ်အနီရောင်ကိုသူမကဆင်ဝတ်ကြည့်ခဲ့တယ် Okay, now take off. take off ဆိုတာကကြတော့ remove clothing. ကျွန်တော် dress up ဆိုတာကအဝတ်အစားဝတ်တယ်။ဒါပေမဲ့အဝတ်အစားချွတ်တယ်။ဟိုဖြစ်အနုထည်ချွတ်လိုက်တာဖြစ်ဖြစ်။အဲ့လိုပုံစံမျိုးဆိုကျွန်တော်တို့က take off လို့သုံးလို့ရပါတယ်။ He took off his jacket when it got hot. when it got hot ဆိုတာပူလာတဲ့အခါပေါ့။ပူလာတဲ့အခါ he took off his jacket သူကသူ့ရဲ့ jacket ကိုချွတ်ခဲ့လိုက်တယ်။ဆိုတော့ take off ဆိုတာကအဝတ်အစားချွတ်လိုက်တယ်။အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုက go with go with ဆိုတာကကြတော့ match word တွေနဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင်တချို့တွေကအရင်အဝတ်အစားပတ်သက်တဲ့အခါမှာသူတို့ဝတ်ထားတဲ့အင်ဂျီနဲ့သူတို့ရဲ့ဒီဘောင်းဘီဖြစ်ဖြစ်စက်ကပ်ဖြစ်ဖြစ်ဖက်နဲ့အရန်လိုက်ဖက်တယ်အယောင်ကြီးဆက်တတ်တယ်ဆိုတာအဲ့လိုမျိုးဆိုရင်ကျွန်တော် go with အရန်လိုက်လို့ပြောချင်တာဒီမှာဆိုရင် this should go with your jeans perfectly ဆိုတာပြည့်ပြည့်စုံသွားတယ် these shoes go with your jeans ဆိုတာကဒီဖက်နဲ့တွေကနေ့ရဲ့ jeans ဘောင်းဘီနဲ့လုံးဝကိုလိုက်ဖက်နေတယ်ပြောချင်တာလိုက်ဖက်တယ်ဆိုရင်ကျွန်တော် go with ပေါ့နော်ဝတ်စားရင်လိုက်ဖက်နေတယ်ဆိုရင် go with လို့ပြောလို့ရပါတယ်နောက်တစ်ခုကကျွန်တော် show off ဆိုတာကကြွားတာပေါ့ဒီကတော့ဒီတို့စီမှာGucci ဒီအင်ဂျီလေးဖြစ်ဖြစ်ဒါမှမဟုတ်ကလစ်လေးဖြစ်ဖြစ်ရှိတယ်အကွာအဲ့ဝတ်ပြီးကြွားလိုက်တာမျိုးဆို show off လို့ပြောရမှာနော် she likes to show her new handbag သူမရဲ့လက်စွပ်အတစ်ကိုကြွားရတာကြိုက်တယ်ဆို show off ဆိုတာကမှလို့လွယ်လေးမှတ်မယ်ဆိုရင်တော့ကြွားတာပေါ့နော်ဆိုတော့ dress up ဆိုတာကကြတော့ဒီ formal အဝတ်အစားဖြစ်စေ fancy အဝတ်အစားဖြစ်စေဘယ်အဝတ်အစားမဆိုဝတ်တာမျိုးဆိုရင် dress up try on ဆိုတာကမဝယ်ခင်စမ်းဝတ်ကြည့်တာကို try on take off ဆိုတာကအဝတ်ချလိုက်တာကို take off go with ဆိုတာကတစ်ခုနဲ့တစ်ခုလက်ဖက်ညီနေရမျိုးပေါ့မှာစကတ်နဲ့ဖက်နဲ့အင်ဂျီနဲ့ဘောင်းဘီနဲ့လက်ဖက်ညီရမျိုးဆိုရင် go with show off ဆိုတဲ့ဒီပြားကြတော့ဒီကြွားတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ညီမတို့အရှင်းဆုံးဘာပြောရမလဲဆိုတော့အဲ့လိုမျိုးဒီပြရတယ်ပေါ့နော် okay ဆိုဒီ phrasal verb ကလည်းနောက်လာမယ် exercise တွေမှာပါလာပြတဲ့အတွက်ကြောင့်မို့ဒီ phrasal verb တွေကိုလည်းကိုယ့်ရဲ့စာအုပ်ထဲမှာ write down လုပ်ထားဖို့ကျွန်မ suggestion ပေးရဲ့ဒီတော့ကိုလည်းကျွန်မအချိန်ပေးပါမယ်ဆိုနောက်ဆက်တိုင်းမှာမြင်သားထားတာလေးတွေပဲခုပြရပါပြီအောက်ကဟာကကျွန်တော် example ဆိုတော့ဒါလေးတွေကိုတော့ကျွန်တော်ပြလို့ရပါတယ်အချိန်ကန့်သတ်ကြောင့်တော့ကျွန်တော်မြင်သားထားပြီးပဲခုပြလိုက်ရအဆင်ပြေပါပြီဆိုတော့ဒါလေးကိုပို့တော့ကျွန်မအချိန်9မိနစ်ပြပါမယ်
ဒီဆိုတာလေးတွေအကုန်လုံးကိုလည်းအလုံးကခုပြီးကြပြီလို့ထင်နေပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးကိုတစ်ချက်ပြလိုက်ပါမယ် Okay ဆိုတော့ကျွန်တော် screen share လုပ်လိုက်မယ်ကျွန်တော်ဒီမှာတော့ message တွေကိုပို့ထားတာဆိုတော့ Okay ဆိုတော့ပြန်ပြီးတော့ဒီစာလိုက်ကြရအောင်ပေါ့နော် Okay ဆိုတော့ဒီခေါက်ကကျတော့ Facebook ပြီးသွားလို့ဆိုတော့ email ဆွေးပြီးပို့တော့မှာဖြစ်ပါတယ်ဆိုတော့ idioms ကိုပြောတဲ့အခါမှာ idioms တွေကလည်းကျမတို့အဓိကတော့တိုက်ရိုက်အဓိပ္ပာယ်ပြန်လို့မရဘူးပေါ့နော်အဲ့တော့ပထမဆို idioms ကိုသွားလိုက်အောင်ပထမဆို idiom ကတော့ fashion fitting ဆိုတာပါပဲပေါ့ fashion fitting ဆိုတာအဓိပ္ပာယ်က someone who follows every trend blindly ဆိုတာကဒီဘယ်လိုပြောရမလဲဆိုဘာမှမစင်စားမတွေးခေါ်ဘဲနဲ့လုပ်ချင်အောင်လုပ်တာမျိုးပေါ့ someone who follow every trend ဆို trend တွေအကုန်လုံးလိုက် join နေပြီပေါ့ဒီ trend ကောင်းလားမကောင်းလားလည်းမသိဘူးဥပမာအနေနဲ့ဆိုလို့ရှိရင်ဒီ fashion fitting ကြီးတချို့ဆိုလို့ရှိရင်ဥပမာဖြစ်ဒီ fashion ကအရင်ကြီးပန်းစားလိုက်ပြီဆိုတော့သူကကောက်ဝယ်လိုက်တာကောက်ဝတ်ချလိုက်တာအဲ့လိုပုံစံမျိုးအဲ့တော့ဒီမှာဆိုရင် he buys every new brand သူက brand အတက်ထက်တိုင်းဝယ်တဲ့ he is such a fashion fitting သူကတကယ် fashion fitting တယောက်ပဲတဲ့brand အတက်ထက်တိုင်းဝယ်တယ်ဆိုရင်သူကလောက fashion fitting ဖြစ်မယ် such a fashion fitting okay ဒုတိယတစ်ခု dress to kill ဆိုတာကကျတော့ wearing clothes that attract attention လူတွေရဲ့အာရုံစိုက်မှုကိုရဖို့အတွက်အဝတ်ဆောင်တာတချို့ဆိုလို့ရှိရင်တာမန်လူမျိုးမဟုတ်ဘဲနဲ့ထူးထူးခြားခြားတွေဟုတ်ပြီးလူတွေရဲ့ attention ကိုရှာရတဲ့လူချို့ရှိရလေအဲ့လိုပုံစံမျိုးဆိုကျမတို့ကသူတို့တွေက dress to kill လို့တင်ခေါ်တယ်။ဘာလို့လဲဆိုတော့အပေါ်အစားတွေကိုဒီထူးထူးခြားခြားဖြစ်အောင်ဝတ်ပြီးတော့သူတွေရဲ့ attention ကိုရအောင်ကြည့်ရမျိုးပေါ့။အဲ့ဆိုရင်ကျွန်တော် dress to kill လို့ပြောလို့ရတယ်။ She arrived at the party dressed to kill သူမကဒီပါတီပွဲကိုရောက်လာခဲ့တယ် dress to kill ဒီအဝတ်အစားဒီမြင်သာချင်သာရှိပြီးတော့ထူးခြားအဝတ်အစားတွေပုတ်ပြီးတော့လူတွေရဲ့ attention ကိုရဖို့သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ out of style ဆိုတာ date ကုန်သွား fashion က date out သွားဥပမာအနေနဲ့ဆိုကျမတို့အရင်တုန်းက2010လောက်ဆိုရင်ဒီကျမမီအကက်ကလေးအောက်ဖြာရှူရှူလေးခေတ်စားခဲ့ပေမဲ့အခုချိန်မှာတော့ကျမတို့ဒီလိုမျိုးတွေဝတ်တာမတွေ့တာတော်တော်လေးမတွေ့တာအဲ့လိုပုံစံမျိုးပဲပေါ့ packaging မောင်မီအပွားတွေကအဲ့လိုခင်းတဲ့တင်ကတော့ဒီဘယ်ဝ fashion ဒါပေမဲ့ကျမမြင်တယ် packaging စီချင်းအပွားတွေရောအခုထက်ထိရောဒီ out style တော့မဟုတ်နေသေးဘူးပေါ့နော်အမြဲ trend တစ်ခုအနေနဲ့တော့ရှိနေလို့ကျမတို့ထင်နေပေါ့ okay နောက်တစ်ခုကကျတော့ cat from the same cloth cat from the same cloth ဆိုတာက very similar ခုနကတူနေတယ်ပေါ့သူ fashion နဲ့ fashion နဲ့တူနေအဲ့လိုပုံစံမျိုးဆို I cat from the same cloth အဓိပ္ပာယ်ရတယ်ဒီမှာဆိုရင် those two designers are cat from the same cloth အဲ့ဒီ designer တွေကသူတို့ fashion နဲ့အရင်တူနေဆိုတော့သူတို့ချုပ်ပုံချုပ်မှုတွေသူတို့ထုတ်လိုက်တဲ့ fashion တွေတော်တော်များကတူနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကျတော့ hot on the hill hot on the hill ဆိုတာကကျတော့ quickly following trend အနေနဲ့လိုက်အလင်လိုက်တာပေါ့ trend အနေနဲ့အမီမြန်လေးလိုက်တာမျိုးပေါ့ဒီမှာဆိုရင် this brand is always hot on the hill for the latest fashion ဒီ brand ကအမြဲ trend နဲ့အမီလိုက်တယ်နောက်ဆုံး trend ပေါ်မှာတူနေတယ်ပေါ့ဥပမာအနေနဲ့ဆိုလို့ရှိရင်ဒီ trend တစ်ခုကြောင့်ပြောရမယ်ဆိုတော့ AI trend ပေါ့နော် AI နဲ့ပတ်သက်လာလို့ရှိရင်ဒီ AI features တွေပါဝင်တဲ့ဒီ device တွေရှိရပေါ့နော်ဖုန်းမှာဆိုဖုန်းမျိုးဆိုင်ရှိအဲ့လိုပုံစံမျိုးတွေနဲ့အဲ့လိုအမြင်လိုက်နိုင်กว่าအခြား brand တစ်ခုကလည်းအဲ့လိုအမြင်လိုက်နိုင်နေအမြင်လိုက်နေဆိုလို့ရှိရင် hot on the hill လို့သုံးလို့ရဖြစ်ပါတယ်Okay ပြန်ပြီးရှင်းပြရရင်ဖြင့် fashion fitting ဆိုတာကကြတော့တစုံတစ်ယောက်ကတကယ်ယောက်ကပေါ့နော် fashion trend တွေကိုအကုန်လုံးလိုက်မိအောင်လုပ်တယ်သူတွေပါလိုက်ဝတ်လဲဘယ်လိုမျိုးနာမည်ကြီးလဲတော့သိအောင်လို့သူကလိုက်ဝတ်တယ်အဲ့လိုပုံစံမျိုးကျမတို့က fashion fitting လို့ခေါ်တယ် dress to kill ဆိုတာကလူတွေရဲ့ attention အာရုံစိုက်မှုကိုရဖို့အတွက်အဝတ်စားဝတ်တာမျိုးဆိုရင် dress to kill out of style ဆိုတာကသူရဲ့ fashion အတိတ်အဝါလို့ဆိုရင် out of style cat from the same clothes ဆိုတာကသူတို့ fashion တွေကတူညီကြရဲဆိုရင် cat from the same clothes hot on the hill ဆိုတာကကြတော့ trend ရဲ့နောက်ကိုအမြင်လိုက်တယ်ဆိုရင် hot on the hill ဖြစ်ပါတယ်ဆိုတော့ဒီဟာဒီတွေကိုလည်းကိုယ့်ရဲ့ notebook ထဲမှာတစ်ချက်လောက်ဖတ်ဖို့အတွက်ကျွန်တော်အချိန်ပေးနေပေးပါမယ်ကျွန်တော်မြေသားဟာနေပြီးပဲဖြစ်ပြီးနေရပါပြီ okay
Okay, so တော့ဒါလေးကိုကောင်းကောင်းကိုလည်းကွန်ပျူတာထားပြီးလို့ဖြစ်နေပေါ့နော် so တော့ဒီတစ်ခါကကျတော့ကျွန်တော်ဘာပြောပြမလဲဆို conversation script တွေကိုတော့ကြည့်ကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က vocab 5လုံးအရင်5လုံး physical 5လုံးကိုရခဲ့ကြတယ်စုပေါင်း15လုံးပေါ့နော်ဆိုအဲ့ဒီ15လုံးတွေကစကားလုံးချုပ်ကိုသုံးပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့သွားမှာအခြားလူတွေနဲ့ပြောရတဲ့အခါမှာဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့ဒီ conversation ကိုကြည့်ပြီးတော့ကျွန်တော်နမူနာယူသွားကြမှာဖြစ်ပါတယ်ဆိုတော့ A နဲ့ B ရဲ့ပြောတာရှိရပေါ့နော် A တယောက် A ကလူတယောက်ဖြစ်နေမယ် B ကလူတယောက်ဖြစ်နေမယ်သူတို့က fashion နဲ့ပတ်သက်ပြီးပြောသွားကြတယ်ဆိုတော့ကိုကျွန်မအရင်ဆုံးဖတ်ပြပေးပါမယ် Wow, I love your jackets. It looks so trendy. Thanks. I found it in a vintage store. It really goes with almost everything. True. Did you like dressing up for events? Yeah, sometimes, but honestly, I prefer a minimalist style. Same here. Simple but versatile. Oh, did you try out that new collection downtown? Not yet, but I want to. I heard it's pure culture. Okay, so အေးကပြောတာပေါ့နော် Wow, I love your jacket. ဒီ jacket ကိုအရင်ကြားလိုက်တာ It was so trendy. အရန် trendy ဖြစ်တာပဲဆိုတော့ trendy ဖြစ်တယ်ဆိုတာအရန် popular ဖြစ်တယ်တဲ့အဲ့လိုကြည့်ရအရန် popular ဖြစ်တဲ့ပုံမျိုးပြောချင်တယ် Thanks တဲ့ကျေးဇူးပါတဲ့ I found it in the vintage store. ဒါအဲ့ဒါကို vintage store လုံး over ကိုအဟောင်းဆိုင်မှာငါတွေ့ခဲ့ရတဲ့ It's really good with almost everything. ဘယ်ဟာနဲ့ကို like တဲ့လေ go with စမတော်လေးနဲ့တုံးခုတွေ့ပြီပေါ့နော် True တဲ့ Did you like dressing up for events? မနဲ့ပွဲတွေဘာတွေတော့ပွဲတက်လို့ဆိုမျိုးကကြိုက်လား dress up and sometimes တစ်ခါတည်းရမလို့ but honestly ဒါမဲ့ကိုပြောရရင်တော့ I prefer a minimalist style ငါ usually ကိုကြိုက်တာ same here ဒီပဲလေ simple do it ဒါမဲ့ versatile ပြင်ရမှာဆိုအသုံးဝင်ရတဲ့ဟာမျိုးပေါ့ Oh, did you try out the new collection downtown? ဒီမြို့ထဲမှာရှိတဲ့ new collection အတက်လေးတွေပေါ့အကြီးအတက်တွေပေါ့ဖွင့်ဆိုင်ကိုနဲ့တွားပြီးတော့ဘာလို့ကြည့်ခဲ့ပြီလား Not yet. ငါတော့မကြည့်ရသေး but I want to ငါဝတ်ကြည့်ချင်တယ် I heard it's your culture လုံးဝအဆင့်တန်းမြင့်တယ်လို့တော့ငါကြားထားတယ်ဆိုတော့သူတို့ညတွေစကားပြောတဲ့ချိန်မှာကျွန်တော်ဆုံးမကလို့ဖြစ်ကြတယ် trendy ဆိုတဲ့ vocab တစ်လုံးရယ် vintage ဆိုတဲ့ vocab ရယ် goes with ဆိုတဲ့ phrasal verb ရယ် dressing up ဆိုတဲ့ phrasal verb ရယ် minimalist ဆိုတဲ့ vocab ရယ် versatile ဆိုတဲ့ vocab ရယ် try out ဆိုတဲ့ phrasal verb ရယ် food culture ဆိုတဲ့ vocab ကိုပါခဲ့ရပေါ့နော်ဆိုတော့တော်တော်များများကဒီစာကြောင်းသားတွေကိုမှကျွန်တော်လေ့လာခဲ့တာဟာပါခဲ့ရပေါ့နော်ဆိုတော့ okay ဆိုတော့ဒီဟာလေးကိုလည်းအားလုံးသဘောပေါက်သွားပြီမယ်ထင်တယ်ပေါ့နော်ဘယ်လိုကနေဘယ်လိုသုံးလို့ရမလဲဆိုတာကိုအားလုံးပဲသဘောပေါက်သွားပြီလို့ထင်တယ်ဆိုဒီဟာတော့ကျွန်မအရင်မေခွန်းနေလို့ပါတယ်ပေါ့နော်အကဲအချိန်ရှိနေဆိုတော့ကျွန်တော်ဒီမေခွန်းကိုအခန်းထဲမှာဖြေမယ်အချိန်ရှိပြီဆိုတော့ကျွန်တော်အိမ်ကိုပဲကိုယ့်ဘာသာကိုဟိတော့ပြီးတော့ဖြေလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်မအရင်ဆုံး skip လိုက်မယ်အဲ့တော့ပထမဆုံးကကျွန်တော်အခုဒီလောက်ရမှာကreading လောက်ရမှာပေါ့နော်ကျွန်တော်တစ်လျှောက်လုံးဒီရှင်းပြပြီးသွားပြီပေါ့နော်ရှင်းပြပြီးသွားပြီဆိုတာကဒီ fashion နဲ့ပတ်သက်တဲ့အစကားအသုံးလုံးတွေကိုရှင်းပြပြီးသွားပြီဆိုခါကျတော့ကျွန်တော်တို့ fashion နဲ့ပတ်သက်တဲ့အခါမှာဒီရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုကျွန်တော်ယူထားတယ်ပေါ့နော်ဒါကတော့တူလေးပဲဆောင်းပါးလို့တော့မပြောလို့မရဘူးဒီတိုင်းဆောက်ဖိုက်လေးကိုရေးထားတယ်ပေါ့နော်ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနောက်မှာလုပ်เสียexercise တွေအများကြီးရှိရပေါ့နော်ဆိုတော့အဲ့ဒီမလုပ်ခင်ကျွန်မအရင်ဆုံးဒီ fashion နဲ့ပတ်သက်တဲ့ဆောက်ဖိုက်ကိုကျွန်တော်ဖတ်ပြမယ်အစအဆုံးဖတ်ပြပြီးမှာပဲကျွန်တော်ကြောင်းရှင်းစီပြန်ပြီးတော့ရှင်းပြပြီးမှာဖြစ်ပါတယ် Okay ဆိုတော့ခေါင်းစဉ်ကတော့ fashion ဆိုတဲ့ဖြစ်ပါတယ် So fashion changes quickly. What is trending today may be ours and tomorrow. Many young people enjoy following new style because it helps them express their identity. Vintage clothing is becoming more popular. People buy old clothes not only because they are cheaper but also because they are unique and environmentally friendly. Minimalist fashion focuses on wearing few clothes with simple designs, and minimalist wardrobes save money and time when choosing outfits. In the fashion industry, pure culture is the most expensive style. It includes custom-made clothes from famous designers. These clothes are not practical for everyday use, but they show creativity and art. Okay, so fashion change quickly. Fashion AI change quickly. ဒီလူမြန်နဲ့ပြောင်းလဲနေပေါ့နော် What is trending today? ဒီနေ့မှာနာမည်ကြီးသွားတဲ့အဝတ်အစားက maybe out of style tomorrow. နောက်တစ်ရက်မှာတော့သိအောင်လာနိုင်တဲ့အခြေအနေတစ်ခုဖြစ်နိုင်တယ်တဲ့ Many young people enjoy လူငယ်တော်များများကတစ်သက်ကြတယ် enjoy following new style ဒီလိုမျိုး style အသက်တွေကိုလိုက်ပြီးစောင့်ရတာတက်ကြတယ်ဘာလို့လဲဆိုတော့ it's how they express their identity their identity ဆိုသူတို့ရဲ့သရုပ်လက္ခဏာကိုဖော်ပြနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်နေလို့လူငယ်တွေကသူ
the fashion the new style ပေါ့နော် new fashion style ကိုလိုက်ပြီးတော့ဝတ်ရတာသဘောကျကြတယ်တဲ့ vintage clothing ဒီလိုမျိုးအဟောင်းတွေပေါ့အဟောင်းတွေဆိုတော့တကယ်ကောင်းအဟောင်းလေးဆိုင်နေတယ် is becoming more popular ဒီပိုပြီး popular ဖြစ်လာတယ်ပေါ့နော် people buy old clothes လူတွေကဝတ်အစားဟောင်းတွေကိုပဲကြတယ် not only because they are cheaper တို့ရာစီပေါ်လို့မဟုတ်ဘူး but also because they are unique တို့တွေကလုံးဝ unique ဖြစ်တယ်တမှုထူးခြားတယ် and environmentally friendly ဆိုတာကသဘာဝပတ်ဝန်းကျင်နဲ့လည်းမထိခိုက်ဘူးဒါဟုတ်တော့ဟုတ်တယ်ပေါ့နော်ကျမတို့အဝတ်အစားတွေကလည်းတော့ဒီသဘာဝပတ်ဝန်းကျင်နဲ့မထိခိုက်အောင်ဆိုလို့ရှိရင်ကျမတို့အဝတ်အစားတွေအများကြီးဝယ်ပြီးမို့ပဲနဲ့ပြထုတ်လိုက်တာမျိုးမလုပ်သင့်ဘူးပေါ့နော်ဒီ vintage clothes တွေမှာ thrift shop တွေမှာလည်းဒါတင်ရောင်းတာဖြစ်အဲ့လိုမျိုးပို့လုပ်ပြီးလူတွေချွတ်ရတယ်ဝယ်ခါမှာဒါကကျမတို့အပြန်လဲ share လုပ်ကြရဲဆိုတော့အဝတ်အစားအကိုတွေမဖြစ်ရလေအောင်အမိုက်တွေဖြစ်သွားရလေအောင်ဆိုတော့သဘာဝပတ်ဝန်းကျင်မထိခိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တာဖြစ်တယ်ပေါ့နော် minimalist fashion focuses on wearing fewer clothes with simple design minimalist fashion ရိုးရှင်းတဲ့ fashion တွေအဲ့ feel of ဘေဝဲအဓိကအရင်ဆိုင်တယ်ဆို wearing fewer clothes အဝတ်နဲ့လည်းပဲဝတ်တယ်ပြီးတော့ ရိုးရှင်းဝတ်တယ်ဆိုတော့ jacket အေးရဲ့ဒီမှာဖြစ်အေးရပေါ့နော်အေးရဲ့ data တွေမှာဆိုရင်အဝတ်စံထက်တုံးထဝတ်ပြီးတော့ fashion တွားနေမယ်စားအဝတ်စားရိုးရှင်းနဲ့ထက်လောက်ပဲဝတ်ပြီးတော့ထူးကြီးမှာရိုးရှင်းပါပုံရင်မပါဘူးနဲ့ဝတ်လိုက်တာမျိုးပေါ့အဲ့လိုပုံစံမျိုးပြောချင်တာဆိုတော့ minimalist wardrobe ဆိုတာကဒီ minimalist တယောက်ရဲ့ minimalist ဆိုတာရိုးရှင်းပုံစံကိုစင့်တုံးနေလူငယ်တယောက်ရဲ့ wardrobe ဆိုတော့ဗီဒီယိုကားတဲ့ safe နိုင်တယ်ပတ်စံလည်းကုန်တက်ပါတယ်ဒါလည်းတကယ်ဟုတ်တယ်ဥစ္စာသိမ်းမွေဖြစ်တာကို and time when choosing outfit ဒါပြင်သွားမယ်ဆိုဝါမလဲဆိုတာကိုတော့ရွေးခါပါဆိုရင်အချိန်ကုန်နဲ့တာစီရဲ့ပတ်စံကုန်နဲ့တာစီရဲ့ in the fashion industry ဒီ fashion နဲ့ပဲမှာဆိုရင်ပေါ့နော် hue culture ဒီလိုမျိုးအဆင့်တန်းနဲ့အဝတ်အစားတွေ is the most expensive style အရင်အဈေးကြီးဆုံး style တစ်ခုပဲပေါ့နော်ဘာလို့လဲဆိုတော့ is include custom-made clothes from famous designer တကယ်နာမည်ကြီး fashion designer စီကနေပြီးတော့အထူးချုပ်လုပ်ထားတဲ့အကြီးရပါတယ်ပေါ့နာမည်ကြီး designer အဝတ်အစားတွေအရင်ဈေးကြီးရပေါ့နော်ဆိုတော့ဒီဟာတွေက this is not practical for everyday use သူကနေ့တိုင်းသူတို့နာမည်ကြီး designer ချုပ်ပေးထားတယ်အဲ့ဒီအဝတ်အစားကိုနေ့တိုင်းဝတ်လို့အဆင်မပြေဘူး တို့ဟာတွေကတော့ step down ဖြစ်ဒီတိုင်းနဲ့အလောက်ကိုယုံနေကောင်းတဲ့ဥစ္စာတွေဆိုတော့ fashion show စုံလုံးနဲ့ကြည့်လို့ဆိုပြရမှာပေါ့နော်လောက everyday use နေ့တိုင်းဝတ်ဖို့တော့တက်တော့မှာလည်းမဟုတ်ဘူးဒီတိုင်းပွဲတက်ခဏတစ်ဖြုတ်လောက်ပဲတက်တော့မှာပေါ့နော်အဲ့တော့ bad they show creativity and art ဒီလိုမျိုး design တော့ brand new တဲ့ hue culture တွေရတယ်ဆိုတော့ဘာဖော်ပြလာလဲဆိုတော့ creativity different category art အနုပညာဖော်ပြတာဖြစ်ပါတယ်ဆိုတော့ကျတော့ဒီဟာကတော့ fashion နဲ့ပတ်သက်တဲ့ဟာလေးကိုအချင်းချုပ်ယူမှာပြတာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးကိုကျွန်မ screenshot ချိန်ရအောင်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့အခုချိန်မှာ time to exercise time to do exercises ပါexercise တွေလုပ်ဖို့အတွက်အချိန်လောက်ပါပြီဖြစ်ပါတယ်ကျမတို့ရှောင်းလုံးတန်းကြောင်တာတွေကိုရှင်းပြပေးသွားတယ်ပေါ့နော်ဒီခေါက်ကျရင်တော့ကျမတို့ကြောင်တာတွေကနေပြီးတော့အရှိကနေပြီးတော့ဒီမှာထားတဲ့ vocabulary တွေရဲ့ဆိုတော့ကျမရှင်းပြလိုက်တဲ့ဒီ passage တွေကိုပေါင်းပြီးတော့ဒီ exercise တွေကိုအဖြေရှာပေးရမှာဖြစ်ပါတယ်ဆိုခါကျတော့ဒီမှာဆိုလို့ရှိရင် vintage mean brand new clothes that is true or false ပေါ့နော် vintage ဆိုတာက brand new clothes like if something is versatile, it can be used in any way. Drastically wearing clothes that looking boring. Minimalist fashion include a lot of colorful designs. Few culture is cheap and easy to find in store. So ဒီဟာလေးကိုပဲကျွန်မကsorry ဒါကျွန်မတစ်ချက်စခွင့်ပိတ်သွားတယ်ပေါ့နော် Okay so ဒီဟာလေးကိုလည်းကျွန်တော်စခွင့် share ခဲ့လိုက်မယ်အဲ့ဒီတော့ဒီမှာတို့ကျွန်တော်တို့ဖြည့်ကြမယ်ပေါ့နော်ဆိုတော့ဒီချက်ပေါက်ဒီမှာပဲထုံးစံပါမယ်ကျွန်တော်ပို့ထားပေးမယ်ပေါ့နော်ဆိုတော့ပို့ထားပေးမယ်ဆိုတော့ဒါဆိုတော့ဘုခန့်ပေးနေတတ်ကြတော့ကျွန်တော်တွေကိုယ်တိုင်စောက်ထမှာမှတ်ထားပြတဲ့ကြောင့်မို့ကျွန်တော်ပို့ပေးတာကိုအခုမှပို့ပေးမယ်လို့ဆိုတော့ခုနကပိုက်လေးပို့ပေးမယ်ပြီးတော့အခုလောက်ရမယ် true for exercise ပေါ့နော်ငါးပုတ်ဝင်ရှိရဲဆိုတော့ကျွန်တော်အချိန်9မိနစ်ပဲပေးမယ်ပေါ့နော်အကယ်၍မှန်ရင်တော့မယ်မားရီမားရဲဆိုပြီးတော့ရေးပြီးတော့ပါပဲဒီတော့လည်းကျွန်မအချိန်9မိနစ်ပေးပါမယ်တော့အခုကနေပြီးတော့စာပြေလို့ရပါပြီ
그럼 이해관이 비어 비어보가 비어보라서 정말 잘로 이것들에 써있다 오늘 그래서 이세를 피샤비로 야마에 그냥 뭐야 돼 나서 정말 진짜 비가 오면요 오케이 들어주아가 3ယောက်ပေါ့နော်အဖြေ3ယောက်ကပို့လာပြီးဆိုတော့3ယောက်လုံးကလည်းအဖြေမှတ်ပြီးပဲပေါ့နော်4 true 4 4 4ဆိုပြီးပို့ထားကြပြီဆိုတော့ဒီမှာအဖြေတက်ကြည့်ကြရအောင်ပါ So people go to Tiamo. So vintage means brand new clothes. Vintage strap are brand new clothes. What's happened today? The one we try forced to make. Number two, if something is versatile, it can be used in many ways. Versatile is already there. New net the True. Number three, dress to kill right? It means wearing clothes that look boring. Forced to make. Minimalist fashion includes a lot of colorful designs. Force Pew culture is cheap and easy to find in store. So ဒါကလေ force ဖြစ်ပါမယ်။ဆိုတော့အားလုံးအဖြေမှန်ပါတယ်။အားလုံးပဲပေါ်ကြပါတယ်။ဆိုတော့နောက်ထပ် exercise လေးကိုလုပ်ကြည့်ရအောင်။နောက်ထပ် exercise ကကျွန်တော်ရွေးချယ်ထားတာဖြစ်ပြီးပါတယ်။အဲ့ဒီမှာမှအဖြေတစ်ခုကိုပြပေးလိုက်ရမှာပဲ။ဒါတော့ fill in the blank ကပေးထားပေးထားတဲ့အဖြေလေးတစ်ခုကအဖြေမှန်ဖြစ်ပါတယ်။ဒါကတော့ပြထားမှာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဆိုတော့ဒါလေး9ခုရှိတဲ့အတွက်ကြောင့်လို့ကျွန်မအချိန်9မိနစ်ပေးပါမယ်။ဆိုတော့ဒါဟာလေးကိုပဲတစ်ချက်တင်ကြည့်ပြီးတော့ကိုယ့်ဘာသာကိုဖြည့်ပေးရပါပြီ။ဆိုတော့ဒါလေးကိုတစ်ချက်တင်ပြရမယ်နော်။ Okay ဆိုတော့ပြပါပြီ။တော့ကျွန်မအချိန်စမလိုက်မယ်ပေါ့နော်။နောက်နေ့အချိန်ပြပါမယ်နော်
Okay, so from actually no? Triangle which out of time close to kill. Cap from the same clothes, you gotta dress up lower behind for no. Okay, ba, so appealing with the no? Chance for me to get share me for no. Okay, the one from the general, she decided to blank the blue dress before buying his own. Try on Pibami. Number two, his black shoe go with his suit perfectly well. Number three, many people think skinny jeans are was time to buy ဘယ်နေရာမှာမဆိုသုံးလို့ရတယ်။ဒါမှမဟုတ်ရှင် out of style နဲ့ဖြစ်နေတယ်။ဒါကတော့အရင်2020ဆိုကျမတို့was time ဖြစ်မယ်လို့ပြောတယ်။ဒါပေမဲ့ကျမ2025 priority နဲ့စဉ်းစားမယ်ဆိုရင်ဒါ out of style နဲ့ skinny jean ညာအခုချိန်မှာ out of style ဖြစ်သွားတယ်။အဲ့လိုပေါ့နော်။ဆိုတော့ဒါရဲ့အဖြစ်မှန်တော့ကျမ out of style လို့ပဲပြောလိုက်မယ်နော်။ Okay, so she arrived at the party မဖြစ်မလဲ dressed to kill ပါနော်။နောက်ဆုံးတစ်ခု my brothers like to dress up when he goes to meeting ဖြစ်ပါမယ်။ Okay ပါအားလုံးဖြစ်ပြီးကြလို့ကျေးဇူးတင်ပါတယ်အားလုံးတော်ကြပါတယ်။ဆိုတော့ multiple choice လေးပေါ့နော်အဖြေမှန်ကတော့အခုရွေးချက်စရာများလာပြီ၄ခုတော့မဟုတ်ဘူးနော်၄ခုထဲကနေအဖြေမှန်တစ်ခုကိုရွေးပေးရမှာဖြစ်ပါတယ်။မိခုတစ်ခုထဲမှာအဖြေက၄ခုပေးထားမှာဖြစ်ပါတယ်။ဆိုတော့ဒါကလည်းငါးပုတ်ရှိရပေါ့နော်။ဒီငါးပုတ်လေးကိုလေကျွန်မအထင်5မိနစ်ပေးမယ်ပေါ့နော်။ဆိုတော့ဒီအတော်တင်းနဲ့မှာဖြေပြီးရပါပြီ။ဆိုတော့ဒါလေးကိုကျွန်မချက်ပေါက်ပြန်ကနေပြီးပြန်ပြီးပို့ပေးလိုက်မယ်နော်။ Okay, 就ကျွန်တော်ပြထားလိုက်ပြီပေါ့နော်ဆိုတော့အားလုံးလည်းအခုစပြီးတော့ဖြည့်ထားလို့ရပါပြီ
ကတော့ဒီလိုယူပြီးထားပြီပေါ့နော် A C B B C ဆိုပြီးပြီးထားပြီပေါ့နော်ဆိုတော့နောက်ထပ်အဖြစ်ကြီးကိုလည်းဆက်ဆောက်ပြီးတော့မယ်ဘာနောက်ကြောင့်လည်းပြီးထားပြီးရပေါ့နော် A C B B C ဆိုပြီးတော့အဖြစ်နောက်ထပ်တစ်မိနစ်လောက်ဆက်ဆောက်ပြီးရမယ်နော်ဒါဆိုလမ်းကားတဲ့အဖြေပိုက်လေးမကြားလိုက်လို့တဲ့โอเคပါအချိန်ဟောပြန်ပြောပြီးရပေါ့နော်အခုတစ်ခါရဲ့အဖြေပိုက်ရင် fill the blank ထဲကအဖြေနံပါတ်5လေးပြန်ပြောပြပါမယ်ဆိုတော့နံပါတ်5ကကြတော့ဒီတင်နဲ့okay so နံပါတ်5ကဘာဖြစ်မလဲဆိုတော့ dress up ဖြစ်ပါမယ်နော် My brother likes to dress up when he goes to meetings နော် dress up ဖြစ်ပါမယ်နော် Okay, so those were multiple choice တွေကိုအဖြစ်တိုက်ကြည့်အောင်ပေါ့နော် Which one means simple fashion style တဲ့ There are simple fashion style ဆိုတဲ့ပြင်လေတဲ့ဒါတော့ဒီပါတယ် minimalist ပါအဲ့လိုကြတယ်ပေါ့နော်အဲ့လိုအဖြစ်မှန်ကြတယ်နောက်တစ်ခု what does try on ဆိုတဲ့ပြပါလေတဲ့ Friends ဆိုတဲ့ပြ to try clothes before buying ပါတယ် Number 3 which idiom means someone who follow all trends someone who follow all trends ဆိုတဲ့ပြတော့ fashion victim ပဲဖြစ်ပါတယ်နောက်တစ်ခု a black blazer is an example of something possibly first time. Okay, no? Which is the most expensive kinds of fashion? Hue culture ပါမယ် Okay, so အားလုံးပဲအဖြေတွေမှန်ကြရပေါ့နော် So ကျမတို့နောက်ဆုံးအချိန်လေးရရမလို့နောက်ဆုံးလုပ်ဖို့အတွက်မိခွန်းလေးတွေကျမပြင်ဆင်ထားခဲ့ရရှိရပေါ့နော် So အဲ့ဒီပိုင်းလေးကိုပြန်ပြီးတော့သွားကြရအောင်ဒါတော့မိခွန်းတစ်ခုပါပဲမိခွန်းပါလေးဆိုတော့ Do you prefer trendy clothes or classic clothes? ခေတ်စားနေတဲ့ဝတ်စားတွေဝတ်ရတာကြိုက်လားဒါမှမဟုတ်ရှင်ယူရှင်းဝတ်စားတွေ classicism chấtတီရှိတီတင်းနေလေးဖြစ်တဲ့ဝတ်စားဝတ်ရကြိုက်လားပေါ့နောက်တစ်ခါ what is the most first time piece or something a clothing you own ဘယ်နေရာမှာဆိုအသုံးဝင်တဲ့ဒီဥမာဖြစ်လို့ကျမတို့ဂျမောင်းတွေချစ်အဲ့ဂျမောင်းတွေကဘယ်ဟာလေးမို့လို့ရတယ် okay ပွဲတွေပိုက်သွားဖို့မလား it's okay ဘယ်လိုရှင်ဘာကြီးပိုက်သွားဖို့မလား it's all okay ဆိုအဲ့လိုပုံစံမျိုးဘယ်နေရာမှာဆိုတော့ဘလို့ရတဲ့ဒီဘောင်းဘီဝတ်စားတွေရှိမှာပေါ့အဲ့အားလေးကိုလည်း sharing လုပ်ခါစီရှိမှာပေါ့နော်ဆိုတော့အဲကြောင့် question လေးကိုပို့ပါပြီးတော့နှစ်ခုပါပဲAnother question, did you prefer trendy clothes or classic clothes? Why? Which is the more versatile piece of clothing? ဒီခုလေးကိုပြန်ပို့တာချင်း6မိနစ်ပြပါမယ်
Okay, so movement the cool.ဖြေတစ်ခုတော့ရပြီပေါ့နော် I prefer classical because they are simple, elegant and never lose our style. Yes, ဟုတ်ပါတယ်ကျွန်တော်အဖြေလေးတယ်တောက်ပေးနေပါမယ်နော်ဒီကျွန်တော်နောက်ထပ်ဖြေလေးတွေရပြီပေါ့နော် I prefer clothes because they make me feel updated and fashionable. PECA yes,ဒီမှာလည်း type ပေးနေတော့ဖြစ်သွားတယ်ချင်းနော် The most constant piece of clothing I own is a plain white t-shirt. Oh yes. The most constant piece of clothing I own is a white shirt because I can wear it for both casual and formal occasions. Yes. အားလုံးပဲဒီဟာအရင်ကောင်းနေပေါ့နော်ဆိုတော့နောက်ထပ်တစ်မိနစ်ကျော်ပြန်ပေးရဲတက်မပြီးဖြစ်တဲ့မိနစ်တမှာတော့ကျွန်တော်အဖြေလေးရလို့ရှိရင်အဖြေလေးပြန်ပြီးချက်ပေးပါမယ်နော်ဘာဖြစ်လီရောမရှိရဘူးလို့ထင်နေပေါ့နော် Okay ပါစားဖြစ်ရင်မရှိရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုပါပေါ့နော်ဇုံးလေးကိုဒီမှာပဲအားလိုက်ပါတော့မယ်ဒီနေ့လာဆက်ရောက်ပြီးကြိုက်ကြောင်းကျွန်တော်ပြပြင်ကြည့်လိုက်လို့ဒီလိုမျိုးပြင်ပါတယ်ဆိုနောက်ပတ်ကြိုင်တော့ပြင်ကြပါမယ်ပြင်ကြပါမယ်နောက်ပတ်ကြိုင်တော့အတူရဲ့ topic တစ်ခုကြောင်းကျွန်တော်ပြောရကြမယ်ပေါ့နော်ဆိုတော့အားလုံးပဲကြိုပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် Have a good night ပါဆိုတော့နောက်ပတ်ကြိုင်ပြင်ကြပါမယ်တို့နိုင်ပါ